အသစ်လာမဲ့ကော်လတာလှည့်တဲ့ event ပုံစံကဘာတွေပြောင်းလဲသွားမလဲစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့မျှော်လင့်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါနော်အသစ်ကျွန်တော်တို့ဒီအသစ်လာမဲ့ကော်လတာလှည့်တဲ့ event ပုံစံမှာဘာတွေပြောင်းလဲသွားမလဲဆိုလို့ရှိရင်သူကကော်လတာတစ်ကောင်နဲ့ lucky box နှစ်ကောင်ဖြစ်သွားမယ်ဗျဒါကတော့ advanced server မှာရောက်နေတာဖြစ်ပါတယ်ပေါ့နော်အရင်လိုမျိုးပေါ့နော်ကော်လတာတစ်ကောင်အသစ်လာလို့ရှိရင်အရင်ကော်လတာအဟောင်းတွေကိုစောင့်မျှော်နေတဲ့သူတွေအတွက်ကတော့စိတ်မကောင်းပါဘူးဗျာနော်ဒါပေမဲ့ဒါတွေက advanced server မှာရှိသေးပေါ့နော်ကျွန်တော်တို့ original server ကိုရောက်လို့ရှိရင်ပြောင်းနိုင်မပြောင်းနိုင်ရတော့မသိကြပါဘူးနော်တဲ့ပုံစံလေးရလဲပေါ့နော်နည်းနည်းလေးဘယ်လိုပြောမလို့ classic ဖြစ်တယ်တာမန်ဖြစ်တယ်ရိုးရှင်းတယ်ဒီ free တော့ငင်ထားတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းကြီးကြီးလေးမြင်သွားရတယ်အဆင်ပြေပေါ့နော်မြင်ရတဲ့ဒီ screen ပေါ်မှာဟိုကလုံးဝရှင်းနေရပဲပေါ့နော်ဒါကတော့ဒီနေရာမှာတော့ဒါအရင် reward တွေကတော့မပြောင်းပေါ့နော်6ခုပါမယ် normal skin elite skin special skin ပေါ့နော်ဒါတွေကတော့မပြောင်းလဲဘူးပြောင်းလဲသွားတော့ quality တစ်ကောင်နဲ့ lucky box နှစ်ကောင်ပါလာဖြစ်ပါတယ်ပေါ့နော်မစိုးပါဘူးနော်သူကလည်းသူရဲ့ရိုးရှင်းရှင်းလေးမြင်ရတယ်ဒါတွေကတော့ဒါ normal ပဲဒီမှာတော့ဒါ cushion quality နဲ့အစားထိုးထားတာပေါ့နော်အခုလာမဲ့ quality က Hanzo လို့လည်းကျွန်တော်သိရပါတယ်ပေါ့နော်ဒါတွေကတော့ဒါ advanced server မှာပဲရှိပါသေးတယ်ကျွန်တော်တို့ original server ကိုရောက်လာလို့ရှိရင်ပြောင်းနိုင်မပြောင်းနိုင်ရတော့မသိကြပါဘူးเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့တဲ့အကျိုးရှိရဆိုလို့ရှိရင်တော့ like and follow နဲ့ကူညီပေးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်